ဒီခါတော့ on off game ကိုအရန်ချစ်သွားပြီ။ဘာလို့လဲဆိုတော့second နေ့ကျရင်လူဘူးရဲ့ Mythic Skin Global Server ပေါ်ရောက်လာတော့မှာဖြစ်ပါတယ်။တကယ်တော့ကျွန်တော်ကလူဘူးရဲ့ Mythic Skin နဲ့ Wukong ရဲ့ Flawless Skin ကိုမျှော်နေရဗျာ။အစတော့က on off game ဘက်ကဒီလတဲကို console U ရဲ့ Mythic Skin လာမှာဆိုပြီးတော့သတင်းထွက်လိုက်သေးရပေါ့နော်။ကြည့်ရတာ player တွေကကျွန်တော်တို့လူဘူး skin ကိုပိုပြီးမျှော်နေတဲ့အကြောင်း on off game ဘက်ကတည်သွားလို့ထင်တယ်။ဒါဆိုရင် skill 1လေးကိုကြည့်လိုက်ကြရအောင်ပါ။ဈေးကြီးဆုံးဆိုတဲ့ skin ဆိုတော့ skin ရော skill effect ကိုပါနှစ်ယောက်ပြောင်းနေပေါ့နော်။ဒီမှာ skill 1ကိုဒုတိယကြိမ်သုံးတဲ့အချိန်တမန်ဝင်ပလီတစ်ကောင်လှမ်းကုတ်တဲ့ effect မျိုးထွက်လာတယ်ပေါ့ skill 2ဆိုလဲကြည့်ဝင်ပလီခေါင်းထွက်လာပြီးတော့ enemy ကိုသွေးနဲ့ရှော့လိုက်တယ်ပေါ့ပြီးတော့ she ထွက်လာတဲ့အပိုင်းကလည်း share နောက်တစ်ခုက walking effect ဒီလိုနေရာတွေဆိုရင် on off game ကိုမရှိကျူးပဲမနေနိုင်ဘူးစမှုချက်ကြီးကလက်လန်နေ skin ဝင်တန်နေဆိုတဲ့ feel မျိုးကဒီလိုနေရာတွေကရရပဲ skin ရဲ့ ultimate ကို show လိုက်ကြရအောင်နေရာတက်မှတ်ပြီးရတယ်အောက်ကပေါ်လာတဲ့ဝင်ပလီခေါင်းကြီးကကျွတ်စင်ကြီးဗျာတန်ကျိုးဝိုင်းနဲ့အောက်ကဖန်သားပြင်ဒါပဲလားဆိုရင် no ပါ skin ကပန်းရောင်ထွက်နေတယ်ဆိုရင် ulti ကျွေးတဲ့ design ကတစ်မျိုးလူဘူးရဲ့လန်ကလေထဲမှာဝဲလို့အောက်ကဝင်ပလီကလည်း enemy ကိုမျိုးတော့မဲ့ design ဗျာနောက်ဆုံးတစ်ခုကတော့ Rico ဝင်ပလီနှစ်ကောင်ပတ်သွားနေတဲ့ design နဲ့လူဘူးရဲ့ smash ကျနေမှု original hero ရဲ့အရသာကြီးပျောက်ချက်ကြီးကန်းကုန်နေရောပဲ skin ရဖို့က point 390 380လောက်တွားရတယ်ပြောတယ်ဗျာကျွန်တော်တို့ point 290ပဲရှိသေးတယ် brother တွေရော point ဘယ်လောက်ရနေကြပြီလဲ